တဲ့ပညာရတယ်တအားပဲတဲ့အမလေးမသိလို့ရှင်ပညာရှင်ကြားနေရပဲသူငါအိမ်လာပြီးသွားလို့ရှင်တဆင့်သူချမ်းသာသွားသူအဲ့ဒါငါ့ကိုတက်တယ်လာပူးပြန်ပြီတကယ်ချမ်းသာပါနော်တကယ်ချမ်းသာမိုင်းဟာတက်တယ်လာပူးပြန်ပြီလို့အခုလဲမန္တလေးလာဖို့ဖိတ်နေတာအမလေးပင်မန်းနဲ့လို့မန္တလေးတစ်ခါလာမယ်ဆိုရင်တညမန္တလေးကလည်းတညလောက်ကြာကားစီးဘယ်လောက်ကြာတညနော်တညကြာကဲတညတော့ကျမတို့အချာတော့မခံနိုင်တော့ပါဘူးကျမဒီကတော့လိုက်ချီးမြှင့်ပေးပါမိုင်းလေးနဲ့တော့လေးနဲ့သွားမယ်လို့ကျမဆုံးဖြတ်ချက်ချလိုက်ပါတယ်ကျမအဲ့လောက်ထိပင်မမခံနိုင်တော့ခါနာနေလေကားကြာကြီးစီမနေ့ကလာပိုက်ကြီးနေစီမဟောပေါ်လိုက်ဝဲကြီးရတယ်ဟုတ်မနေ့ကလာတယ်ဒီနေ့တနေ့တော့ထဲမှာတနေ့တော့ထဲမှာရနော်မဖုန်းဆက်ပြီးတော့အကုန်ပြောပေးတယ်လို့ဘယ်လိုပြောပေးရလဲပြဿနာတွေပြောပေးရဟုတ်ပါဘူးဒါကတော့ကိုယ့်မျက်လုံးရှိမှာတော့အမြင်မတော်ရင်တော့ကိုယ်ဖုန်းလေးဆက်ပြီးတော့စေတနာနဲ့ပြောတာပါကိုလည်းအောက်ခြေကတက်လာတယ်သူလည်းအောက်ခြေကတက်တော့သူစိတ်ပူလို့ပေါ့နော်အခုလည်းချက်ပြီးတော့စုံမနေတာပွဲတဲ့ဤပဲတအားတက်မနေနဲ့လို့ကိုယ်ဆိုင်လေးကိုကြည့်လို့ဘာလို့လဲဆိုလို့ရှင်ကိုကတကယ်စူးစမ်းခဲ့ရတာဒီနေရာရောက်အောင်ကိုယ်တိုင်စူးစမ်းခဲ့ရတာဘသူတွေနဲ့ပဲဘလောက်ထားဘယ်လုပ်ငန်းမှာဘလို့ပဲထကိုယ်တိုင်ဦးစီးတာပိုကောင်းတယ်ကိုလုပ်ကိုပို့ပြီးဖိပြီးလို့ခုပဲပြောနေတာမဟုတ်လို့လားဟုတ်တယ်အမှန်ပဲပြောတယ်မိုင်းပြောခိုင်းမနေနားထောင်ပါတယ်မနားတော့လားမိုင်းဆိုင်ဝင်ရင်းနဲ့ပစ္စည်းအားပေးမယ်အဲ့နေ့ကျမှကြည့်ပေါ့နော်ဘယ်နေ့ဖွင့်မလဲတဲ့လာပြောတယ်သူ့ကိုအရင်သွားပေးရအောင်မယ်သူဟာသွားပြီးတော့မှကိုရှိပြန်လာဟိုရင်ကလေးကဟိုဒရာမာဆရာကမိုင်းယူပြောရလေမိုင်းဆိုင်ဖွင့်နေလေဥပိန်တာတငယ်ချင်းတွေကိုငါပတ်ရှင်ဝယ်ပေးမယ်ဆိုတော့အကုန်လုံးငကက်တရစီလို့ပြောတာသူတို့မိုင်းဖွင့်မဲ့ရက်ကိုသူတို့ဆူတောင်းပြီးစောင့်နေကြအေးပေါ့ဆိုင်ရလည်းဖွင့်တော့မယ်ဆိုတော့အားပေးရမှာပေါ့လေနော်သူကဒီကိုရောက်ပြီဆိုတော့ရန်ကုန်ရောက်ပြီဆိုတော့ဘလို့အကြောင်းတိုင်းဖြစ်အိမ်ကိုအမြဲလာပါတယ်သူကတရသီးတွေလာပေးတာတရသီးတွေစားရမယ်တရသီးပပပိုက်ကြီးနေရဲဆိုတော့သူတရသီးလေးကျွေးမယ်တဲ့ပပပိုက်ကြီးလို့ကျွေးတာကျမလာပိုက်ကြီးကသူလှည့်ပြန်သွားဘာပဲဖြစ်အမတက်ကတွေ့ပါတယ်လို့ဆိုင်ဝင်ပွဲတွေသွားနေတာလို့သူပဲပြောနေတာပင်မန်းနဲ့လို့ဆိုင်ဝင်ပွဲတွေတက်တယ်ဆိုရင်ပင်မန်းနဲ့မိတ်ကပ်လေးကသူ့မန္တလေးပွဲကိုဖိတ်တယ်ရှင်ကျမမိတ်ကပ်ဆရာအရင်ကနေခေါ်သွားမှာတော့မန္တလေးမှာကျမကိုဘယ်သူလိမ့်ပေးမလဲပြောပေးအောင်ကျမကိုလိမ့်ပေးတဲ့သူရှိမှဖြစ်မှာပေါ့ဒီတိုင်းပွဲတက်တယ်ဆိုတော့ဒီရုပ်ကြီးနဲ့ပဲတက်လို့မြဲမရဘူးလေပန်းနေပါလေပန်းချင်းတွေနော်ဝတ်စုံတွေပါဝတ်ရတယ်လေမန္တလေးမှာမိတ်ကပ်လိမ့်တာဘယ်သူရှိလဲရှိလားဟုတ်လို့ရှယ်ဟုတ်လို့လားဒီမန်းနေမှာရေးလိုက်မယ်မယူလိမ့်နေတွေအများကြီးဟုတ်တယ်မန္တလေးမှာပေါ့နော်ဖန်တွေကိုအများကြီးမန္တလေးလာမယ်ဟုတ်လားမသိဘူးပြီးတော့မှသူ့ဖန်နေကြီးပဲဖြစ်ပြီးကိုကဓာတ်ပုံတော့မှကိုလာမရိုက်ကိုငိုပြီးပြန်လာမှာတော့မန္တလေးပြည်ရစင်တော့ဈေးလိုက်တာအမကြီးဖန်နေကြီးပဲတကယ်လားဥပိန္ဒရာလူတွေအကုန်လုံးလည်းချစ်ပါရဲ့လို့တကယ်လားဘာလို့ဟို12လပိုင်းတို့1လပိုင်းမှမလုပ်တော့သူမလိုက်ရတော့ဘူးလေသူကြံခဲ့လေကျမသူ့ကိုမခေါ်ဘူးလေသွားမယ်လို့အမြဲခေါ်နေရအဲ့လေအမြဲခေါ်တာသူကဒါပေမဲ့ဟိုဟာကျဲတိုင်းပါစီစဉ်ပေးမယ်ညပါတယ်မလုပ်ပေးနဲ့ပင်မန်းနဲ့ကိုရီးယားပေးမယ်အမကြီးမလုပ်ပါနဲ့ဘာမှမဖြစ်ပါဘူးအပန်းမကြည့်ပါဘူးကိုလည်းကိုဟာလေးနဲ့ကိုလာပါမယ်ပန်းကြီးရဲ့စီစဉ်မလွယ်ဘူးဟုတ်တယ်စီစဉ်ပေးလိုက်ဟိုဘယ်စီနော်စီစဉ်ပေးမယ်မဟုတ်ပါဘူးမစီစဉ်ပါနဲ့အားနာလို့ရပါတယ်သူတို့ဆရာကုန်းမှာဆိုလို့ရပါတယ်မကြီးကအားနာတယ်တော်တော်ဆိုမိတ်ကအဓိကမိတ်ကလိမ့်မဲ့သူပဲဒါမလို့ဆိုတော့ဒီကနေပြီးတော့မိတ်ကအာတီခေါ်လာရဲဆိုရင်သူတို့ကိုကွာစီးတိခံပြီးခေါ်လာမှာအများကြီးပြီးတော့လဲအားနာတယ်ခီးတစ်ခုသွားပြီဆို